ချစ်ပေါ်တို့ရေဗီဒီယိုလေးကိုစောစောစစ်စစ်တင်ပေးလိုက်ပါတယ်။မွေးကနန်းထုတ်ပုံထုံနည်းလေးတနည်းလေးကိုတင်ခြင်းလို့ပါ။ဒီမှာဆွေရဒီလွန်ခဲ့တဲ့၄လကိုပဲတင်ပြလိုက်ပါတယ်။အဲ့ဒီရဲ့အရှိတရားလည်းမှန်ခဲ့ပါတယ်နော်။ဒီမှာတနင်္လာနဲ့အင်္ဂါရဲ့မနေ့နောက်ပိတ်နဲ့ဗုဒ္ဓဟူးညနေထိပ်စီးကိုဇောင်းပေါင်းလိုက်9ရတယ်။အဲ့ဒီ9ကပါဝါယူလိုက်ခွန်နှစ် break ပါခွန်နှစ် break ကသူ့ရဲ့အောက်မှာထွက်ထားလာကြည့်ပါသူရ63ဆိုပြီးတော့ထွက်ထားတဲ့အတွက်သူ့ရဲ့အောက်မှာခွန်နှစ် break က1ဆိုပြီးတော့တစ်ချိန်ကြပါတယ်အနည်းဆုံး2ချိန်ကြရမယ်ဆိုတော့သူ့ရဲ့တောက်ကြမှာကြထားတဲ့အတွက်တစ်ချိန်ကြပါတယ်နော်နောက်တစ်ပတ်ကဗုဒ္ဓဟူးမထွက်တဲ့အတွက်တွက်လို့မရပါဘူးနောက်အပတ်ကိုတွက်မယ်6ရဲ့ခွန်ရဲ့ပေါင်းမယ်3ရပါတယ်38 break ပါသူ့ရဲ့အောက်မှာကြထားလာကြည့်လိုက်ပါခွန်တစ်ဆိုပြီးတော့ကြထားပါတယ်နော်ခွန်တစ်ဆိုပြီးကြထားတဲ့အတွက်ဒီခွန်တစ်ကို10 break ဆိုတဲ့အတွက်အောက်မှာတစ်ချိန်ပေးရပါမယ်9ဆိုပြီးတော့ပေးပါတယ်နော်နောက်အဲ့ဒီအပတ်ကိုပဲဆက်ကြည့်မယ်10နဲ့4နဲ့2ခွန် break ပါအဲ့2ခွန် break ကိုအောက်မှာကြထားလာကြည့်လိုက်ပါမကြထားပါဘူးနော်မကြထားရင်နောက်ပတ်မှာ2ချိန်ရသေးကြပေါက်ကြမှာပါဒီအပင်ကိုကြည့်ပါနှစ်ခွန် break ဆိုတော့တစ်ကြပါတယ်နောက်66ဆိုပြီးကြပါတယ်နော်နှစ်ကြိမ်ကြပါတယ်အဲ့ဒီအပတ်ကိုပြန်တွက်မယ်ဆိုရင်8ရယ်4ရယ်8ရယ်6ရယ်ဆိုတော့9 break ကဒီအောက်မှာကြလားဆိုကြည့်လိုက်တော့59ကြတယ်4 break ကြထားတဲ့အတွက်နောက်ပတ်မှာတစ်ချိန်ကြရပါမယ်ခွန်ဆိုပြီးကြပါတယ်ဗုဒ္ဓဦးမကျော်တွေအကြများပါတယ်နော်9နဲ့6နဲ့1ဆိုပြီးတော့16 break အောက်မှာကြာလာကြည့်လိုက်တော့4နှစ်ဆိုပြီးကြာတဲ့အတွက်တစ်ချိန်တော့ပေးရပါမယ်16 break ဆိုတဲ့အတွက်ဒီမှာမကြာပဲနဲ့ဘယ်မှာမှကြာလဲဆိုတော့16 break က20ခွန်3 6ဒီမှာ62ဆိုပြီးတော့တစ်ချိန်ပေးပါတယ်သူကဒီတစ်ပတ်ကနောက်ကျပါတယ်เนาะကြာတာပရိမနေ့မှာပေးပါတယ်9ချိန်အောင်မွေးရပါတယ်เนาะအဲ့ဒီအပတ်ကိုပြန်တွက်ကြည့်လိုက်3ညနဲ့6ဆိုတော့6 break ပါပဲအဲ့6 break က82ဆိုပြီးတော့1 break ပေးထားတဲ့အတွက်အောက်မှာအရင်ပတ်က6 break ဆိုတဲ့အတွက်1 break 6 break ကပေးလားဆိုတော့ဒါလည်းကြာတာပရိမနေ့မှာပေးပါတယ်1 break ဆိုပြီးတော့ပေးပါတယ်เนาะဒီမှာလည်း9နဲ့6နဲ့1 break ဆိုပြီးကြပါတယ်16ဆိုတော့ဒီမှာ1 break ပြန်ကြတဲ့အတွက်နောက်အပတ်မှာတစ်ချိန်တော့ကြရပါမယ်4 30 1 break ကဒီမှာဗုဒ္ဓဟူးညနေမှာကြပါတယ်เนาะ3ညနဲ့9နဲ့အဲ့တော့6 break break ကအောက်မှာကြလာကြည့်လိုက်ဒီတစ်ပတ်မှာမကြထားပါဘူးမကြထားရင်တော့သေချာပါတယ်နောက်ပတ်မှာ2ချိန်ကြပါမယ်6 break ကြပါတယ်เนาะ2ချိန်ဒီမှာအင်္ဂါတနင်္လာပြတ်တဲ့အတွက်အင်္ဂါနဲ့တွက်လို့ရပါတယ်ဒီမှာ6 break ပါပဲ6 break ကိုသူ့ရဲ့နောက်မှာကြထားလားဆိုတော့မကြထားပါဘူးเนาะမကြထားရင်ဒီမှာ4 break ပေးပါတယ်4 break ပေးပါတယ်2ချိန်ပေးပါတယ်ဒီမှာကအင်္ဂါပြတ်တဲ့အတွက်တွက်လို့မရပါဘူးဒီမှာ4ရယ်ခွန်ရယ်ဆိုတော့1က16 break ဆိုတဲ့အတွက်ဒီအောက်မှာကြမထားပါဘူးအဲ့တော့16 break က2ချိန်ပေးရပါမယ်เนาะဒီမှာ3ည5 3 9 3ည8ဆိုပြီး24ဆိုပြီးတော့6 break ပေးပါတယ်နောက်တစ်ချိန်ဒီမှာ83ဆိုပြီး1 break ထပ်ပေးပါတယ်2ချိန်ပေးပါတယ်เนาะ8ရယ်4ရယ်ဒီတစ်ပတ်အတွက်က4နဲ့9ဆိုတဲ့အတွက်ဒီမှာ6 break ကြထားတယ်အဲ့တော့အောက်မှာတစ်ချိန်ကြရပါမယ်4 break ဆိုပြီးတော့9ဆိုပြီးကြပါတယ်เนาะတနင်္လာပြက်ပြီးဒီမှာအင်္ဂါဖြစ်တဲ့အတွက်9နဲ့9နဲ့6 break ပါ6 break ကိုဒီအပင်မှာမကြထားပါဘူးမကြထားတဲ့အတွက်ဒီအပတ်မှာကြပါမယ်6 break ကဒီအပတ်က6 ဆိုတဲ့အတွက်ထိုးသားကွဲတဲ့အပတ်တောင်မှာတစ်ချိန်တော့ပေးပါတယ်เนาะ6 break က3ရယ်1က4 break ပါ4 break ကိုဒီအောက်မှာကြထားလားဆိုတော့မကြထားပါဘူး
အဲ့ဒီအတွက်ဒီတစ်ပတ်မှာ6 break 4 break 6 break ဆိုပြီးတော့မြိုင်ဆိုင်6 break တွေအများကြီးပေးထားပါတယ်နော်ဒီအပတ်ကျတော့ခုလာမဲ့ထိုးရမယ့်အပတ်မှာ6နဲ့1နဲ့ပါ6နဲ့1နဲ့ဆိုတော့3ည5 break ပါ3ည5 break ကိုဒီအောက်မှာကြမထားတဲ့အတွက်ရှေ့အပတ်မှာ2ကြိမ်ကိုကစားလို့ရပါတယ်ပတ်စံနဲ့ရင်းရတဲ့အတွက်ဒီလိုမျိုးဂွင်လေးတွေပြလို့ရှိရင်ဟုတ်လားမဟုတ်လားဆိုပြီးတော့အရင်အကြိမ်တွေကိုပါရှာကြည့်ပါကိုပတ်စံကိုရင်းရတာဖြစ်တဲ့အတွက်ထိုးတဲ့မထိုးတဲ့ကိုယ့်ဟာကိုယ်ချိန်လို့ရအောင်လို့ပါနော်